ဒီဘုံမြန်လက်တယ်ဆိုပြီးတော့တရွာလုံးခေါ်သွားပါတယ်ဆရာကြီးကတော့ပါပဲတောင်မြောက်လေအနောက်လေတို့လို့မြောက်လေတို့ရွာထဲမှာဆင်ကြီးလို့ရွာပြင်ထွက်လို့ပါတယ်ကန်ဒီတော့သွားတယ်မလို့ထင်တာပဲအမှန်တယ်လို့တော့ရချောနာတယ်ဒီဘက်တိုင်းဒီဝတ်ထင်းလောကပြေးလူကကြောင်စားပြီးပြန်လာစားပြီးပြန်လာရှိရှိပါလားငါငိုတဲ့ဒီရဲ့တကယ်ငါရဲ့ရဲ့ကောင်းမှာနော်ခါဒီကနာလေးမပြင်းနေအောင်ကနေဟုတ်ပါပြောလာသူလက်တော့ဖာလေမျိုးပြန်လုပ်လဲဆိုတော့အဖတရားနော်ဟောမီတိုရမလားဟောမီလိုက်တို့လိုက်တဲ့ဟုတ်ဟုတ်ဟုတ်တို့ကမိချစ်တို့လာနေငယ်အေးဖေးကမဖေးကမရမီလိုက်တော့ခွေးမကြီးထမရမှာတယ်နော်ပြောနော်ရလားมีบ้องแจมีบ้องแจဟိုပါလေးကန်ထားရစီဟုတ်ကဲ့အောင်ပါလားကဲညီမတို့ဟာဦးထွက်ချာညီမခိုင်းရကင်ရင်းလားကန်ထားအဲ့လိုဟုတ်တဲကန်ထားဟိုပါလေးဒီဘုံလေးတဲကန်ရရတက်ပြီမကောင်းတဲ့ကနေအကုန်ပါသွားပါစေအေးအိုးလာအိုးအဲ့လေတလုံးအောင်ပါဗျာဟိုမှာရေကန်ရှဲလေရေချောင်းရုံးပြန်နေတူဟိုမှာရေချောင်းရှိနေဗျရေချောင်းနဲ့ထဲကို